ရာမှာပဲတို့လက်ဖက်ရည်တို့အကြောင်းပြောတိုင်းအစားအသောက်အကြောင်းပဲပြောနေတာမဟုတ်ဘူးဆိုတာသိပါသလားဒီနေ့ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ဝါသနာတွေကိုပို့ပြီးထိထိမိမိဖော်ပြနိုင်မယ် food idiom 3ခုကိုပြောပြပေးပါမယ်နံပါတ်1က full of beans ဒါကပဲတွေအများကြီးစားထားတာမဟုတ်ပဲကိုကအရန်ကိုအင်အားပြည့်ဝပြီးတက်ကြွလန်းဆန်းနေတာကိုခေါ်တာပါဥပမာ I'm full of beans after my morning coffee မနက်ခင်းကော်ဖီတောက်ပြီးတာနဲ့ကျမတော့တကယ်ကိုလန်းဆန်းတက်ကြွနေပါပြီလို့ပြောတာဖြစ်ပါတယ်နံပါတ်2ကတော့ not my cup of tea လက်ဖက်ရည်ခွက်ကိုပြောတာမဟုတ်ပါဘူးအကြောင်းအရာတစ်ခုခုကကိုဝါသနာမဟုတ်တာဒါမှမဟုတ်ကိုစိတ်မဝင်စားတာကိုရင်ရင်ကြေးကြေးညင်းတဲ့နေရာမှာသုံးပါတယ်ဥပမာ horror movies are not my cup of tea တရေတစေကားတွေတဲထိတ်ရင်ဖို့စကားတွေကတော့ကျမဝါသနာပါတဲ့အထဲမှာမပါဘူးကျမကြိုက်တဲ့အထဲမှာမပါဘူးလို့ပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ spill the beans ပဲစစ်တွေကိုပေါက်သွားတာမဟုတ်ပါဘူးမပြောသင့်တဲ့လျှို့ဝှက်ချက်တစ်ခုကိုမတော်တဆအဖွင့်ပြောမိလိုက်တာကိုခေါ်တာပါဥပမာ he accidentally spilled the beans about the surprise party တယောက်ယောက်ကိုလျှို့ဝှက်ထားတဲ့ surprise party အကြောင်းကိုမထင်မှတ်ဘဲနဲ့မတော်တဆပြောမိသွားတယ်ဆိုတဲ့အတိတ်ပဲမျိုးဖြစ်ပါတယ် Okay ဒီနေ့ဘ ഹു တုတအနေနဲ့မျှဝေပေးချင်တာကတော့ full of beans ဆိုတာဟာ19ရာစုကပဲစားထားတဲ့မြင်းတွေဟာပိုပြီးကျန်းမာတက်ကြွနေတတ်ရာကနေဆင်းသက်လာတာဖြစ်ပါတယ်ဟုတ်ပါပြီအခုဖော်ပြပေးထားတဲ့ quiz လေးကိုလည်းအဖြေမှန်လေးကို comment မှာဖြေခဲ့ပေးပါဦးနော် Okay နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံကြပါမယ် Stay sharp bye bye